ကဲကျွန်တော်ကတော့ Xiaomi 14ကို Fiber OS 3တင်လိုက်ပြီဗျာတော်တော်အဆင်ပြေတယ်ဗျာနော်ဒီနေထားလေးကတော်တော်မိုက်တယ်ပြောရမှာ Xiaomi 14နော် Android 256ဒီကောင်ကျွန်တော် Fiber OS 3.0တင်ထားတာသုံးရတာအဆင်ပြေတယ်ဒီကောင်မှာဘာတွေပါသွားလဲဆိုတော့ဖုန်းတစ်လုံးနဲ့တစ်လုံးပေါ့နော်ပြန် share တာ data တွေကိုဓာတ်ပုံသရှင်းတွေလို့ပြန် share တာလွယ်ကူသွားပဲပြီးတော့ဒီ icon လေးတွေဒီ icon လေးတွေကိုစိုးနေရပဲစိမ့်စိုးပြီးတော့အဲ့လိုတော်တော်မိုက်တယ်ကျွန်တော်တို့ကြိုက်တယ်ဒီကောင်လေးကိုပြီးတော့ဒီ wifi ဒီနားလေးပေါ့နော်ဒါ iOS လိုမျိုး iPhone လိုမျိုးဖြစ်သွားတာနော်ဒီကောင်လေးတွေမစိုးဘူးပြတော်တော်ကောင်းတယ် error ကင်းတယ်ဘာ error မှမရှိဘူး Fiber OS 3တင်ပြီးသားကိုကိုင်ရှင်နေဆိုရင်တော့ကျွန်တော်ဒီ Xiaomi 14လေးကိုကျွန်တော်ပြန်ရောင်းပေးမယ်ဗျာ Xiaomi 14ဒီကောင်17သိန်း8000နဲ့ရောင်းပေးမယ်လိုချင်နေဆိုရင်ဖုန်းလေးသာတစ်ချက်ကြိုးဆက်ပေးလိုက်နော်အားလုံးကိုကျေးဇူးတင်ပါတယ်